Caribbean ပင်လယ်ထဲမှာပျော်ရွှင်စရာကောင်းတဲ့မိသားစုတစုဟာရော့ကလေကြီးတစ်စီးနဲ့အားလျက်အတူတူအပန်းဖြေနေကြပါတယ်။မိခင်ဖြစ်သူဂျူလီယာကရေကူးဖို့အတွက်ရေတွေကိုခုန်ဆင်းသွားခဲ့ပါတယ်။သူမအနားယူဖို့ကြိုးစားနေတော့မှတခုခုထုံးဆန်းနေတာကိုခန်းစားလိုက်ရပါတယ်။ဒါပေမဲ့သူမဘေးပဖက်လဲမှာဘာမှမရှိတာကြောင့်စိတ်ထင်လို့နေမှဆိုပြီးလှိလူရှူလိုက်ပါတယ်။ခဏအကြာမှာတော့အဲ့ဒီထုံးဆန်းတဲ့ခန်းစားချက်ကပြန်ပေါ်လာပြန်ပါတယ်။သူမဘာမှမမြင်လာသေးပေမဲ့ဒါကသူမကိုစိုးရင်လာစေတာကြောင့်လှိစီကိုပြန်ကူးဖို့ကြိုးစားပါတော့တယ်။ရုတ်တရက်ဆိုသလိုတခုခုကသူမရဲ့ခြေထောက်ကိုဆွဲယူလိုက်ပြီးသူမလည်းအသေးအတန်းအကုန်လီတောင်ပြီးអော်ပါတော့တယ်။သူမရဲ့သမီးဖြစ်သူခဲစီကနားချက်နဲ့ထားတဲ့ကြောင့်ဘာမှမကြားရသလိုကင်ပွန်ဖြစ်သူတောင်းနဲ့သားဖြစ်သူဘန်တို့ကလည်းငါးဖန်တာနဲ့အလုရှုံနေကြပါတယ်။ဂျူလီယာဟာရေပေါ်မှာပေါ်နေဖို့အသေးအတန်းရုန်းကန်နေရပြီးရေဒီပစက်ထဲဝင်နေတာကြောင့်အော်ရတာလေးပို့ခက်ခဲလာပါတယ်။ခဏအကြာမှာတော့တွန်တယောက်ဂျူလီယာကိုမမြင်ရကြပြီဆိုတာသတိထားမိသွားပြီးသူ့ဇနီးအန်ဒီရဲ့ကြုံနေတာကိုမြင်သွားတဲ့အထိလှေပေါ်မှာလိုက်ရှာပါတော့တယ်။ကလေးတွေကိုခေါ်ပြီးတွန်ကလှေကိုဂျူလီယာအနားရောက်အောင်မောင်းသွားပြီးရေထဲကိုခုန်ဆင်းသွားပါတယ်။သူကသူ့ဇနီးစီကိုအမြန်ရောက်သွားပြီးသူမရေပေါ်မှာပေါ်နေအောင်ဖတ်ထားပေးပါတယ်။သူလှေစီကိုပြန်ကူးလာတဲ့အခါကလေးတွေကသူတို့ကိုလှေပေါ်တက်နိုင်အောင်ကူညီပေးကြပါတယ်။မိသားစုဝင်တွေကဘာဖြစ်မှန်းမသိပဲရေစီးကြောင့်ဖြစ်တာပါလို့ပြောနေတဲ့ဂျူလီယာကိုနှစ်သိမ့်ပေးကြပါတယ်။အဲ့ဒီညမှာတော့မိသားစုဟာဘန်ညက်နွေးနီကိုလက်ဆောင်လေးကင်းမုံတွေနဲ့ကျင်းပကြပါတယ်။ခက်စီကသူမရဲ့ချစ်သူစီကဖုန်းလာတာကြောင့် laptop ကိုယူပြီးတီးတန့်စကားပြောဖို့အပြင်ကိုထွက်သွားပါတယ်။ဗီဒီယိုကောလိုင်းမကောင်းပဲရက်မသွားခင်မှာမြို့ပေါ်မှာကြီးမားတဲ့မိုးတိမ်တောင်ကြီးတွေပေါ်နေတာကိုသူမရဲ့ချစ်သူကပြလိုက်ပါတယ်။ခက်စီကဖြစ်သမျှကိုမိသားစုကိုပြောဖို့အပြေးအလွှားပြန်လာပေမဲ့တွန်ကတော့ကုန်းမြေနဲ့ဝေးနေလို့လိုင်းမကောင်းတာပါလို့ပဲမှတ်ချက်ပေးပါတယ်။အဲ့ဒီအချိန်မှာပဲအပြင်ကအတန်ကြားရကိုထွက်ကြည့်လိုက်တဲ့အခါဝေးလန်းကအုပ်စုကြီးဖြတ်သွားတာကိုတွေ့လိုက်ရပါတယ်။ဝေးလန်းကားတွေကကမ္ဘာသမလိုက်ဆက်ကွင်းကိုလိုက်ပြီးသွားတဲ့ကြပေမဲ့မုံတိုင်းတွေကြောင့်ပုံမှန်မဟုတ်တာတွေဖြစ်တဲ့အခါဝေးလန်းကားတွေမျက်စိလဲပြီးကန်းချီဘက်ကိုလိုက်သွားတဲ့ကြတယ်လို့တွန်ကရှင်းပြပါတယ်။ရုတ်တရက်လေကတုန်ခါသွားတာကြောင့်ဘန်လဲသွားပါတယ်။တခုခုကလှေကိုထိခိုက်သွားပြီလားဆိုပြီးတွန်ကစိုးရိမ်တကြီးနဲ့ရေငုတ်ပြီးသွားကြည့်ပါတယ်။စက္ကန့်အနည်းငယ်ကြာရှာဖွေပြီးတဲ့နောက်မှာတော့တွန်ဟာပခုံးမှာဒဏ်ရာတစ်ခုနဲ့ရေပေါ်ပြန်တက်လာပါတယ်။ဂျူလီယာကဒဏ်ရာကိုချုပ်ပေးနေတော့မှသူ့နောက်မှာတခုခုရှိနေသလိုခံစားပြီးလျှက်ကြည့်လိုက်တဲ့အချိန်လှေရဲ့ပန်ကန်နဲ့ထိမိသွားတာလို့တွန်ကပြောပြပါတယ်။သူ့နောက်မှာကူးခတ်နေတဲ့အကောင်ကတကယ်ကိုကြီးမားပြီးမဲ့သူမမြင်လိုက်ရပါဘူး။တွန်တကယ်တွေးခဲ့တာကလှေမှာတော်တော်လေးပြည့်စည်သွားတာကိုပါ။ဒါကြောင့်သူတို့အကူအညီတောင်းဖို့လိုအပ်နေပါလိမ့်။ဂျူလီယာကရေဒီယိုကနေအချိန်ချင်းစူးစမ်းပေမဲ့ခက်စီကနေဖုန်းလိုင်းရှာပေမဲ့ဘာမှမထူကြပါဘူး။ရုတ်တရက်ထိုးစမ်းလေသတ္တဝါကြီးတစ်ခုကသူမကိုလန့်သွားတာကြောင့်အဲ့ဒီဒါကဘန်ကမျက်နှာခံဆွတ်ပြီးနောက်နေတာပါ။နောက်ဆုံးမှာတော့လေကဆက်ရက်သွားပြီးပင်လယ်အလဲမှာတောင့်တင်သွားပါတော့တယ်။ဂျူလီယာကရေဒီယိုကနေအတန်တစ်ခုကြားရပေမဲ့အတန်တွေကဘလုံပရဲဖြစ်နေပါတယ်။သူတို့မှာလီးရက်စာရေးနဲ့အစားအစာရှိတာကြောင့်နားဖက်လေတစ်စီးဖြတ်သွားတာကိုပဲစောင့်ရမယ်လို့တွမ်ကပြောပြပါတယ်။ရုတ်တရက်ရေဒါမှာတစ်ခုခုကိုတွေးလိုက်ရပြီးမိသားစုဝင်တွေကထူးဆန်းတဲ့အတန်ကြီးတစ်ခုကိုလည်းကြားလိုက်ကြပါတယ်။သူတို့အပြင်ကိုပြင်းထွက်ကြည့်လိုက်တဲ့အခါကမ္ဘာပေါ်ကိုဥခခွဲတွေအများကြီးကျလာပြီးပြင်းပြင်းထန်ထန်ပေါက်ကွဲနေတာကိုထိတ်လန့်သွားကြပါတယ်။ဥခခွဲတစ်ခုကသူတို့အနာကရေသေးကိုကျလာတာကြောင့်တွမ်ကလေကိုအသီးမောင်းဖို့ကြိုးစားပါတယ်။အင်ဂျင်ကရှေ့ကိုသွားဖို့ရုန်းကန်နေတော့နဲ့နောက်ထပ်ဥခခွဲတစ်ခုကအဲ့ဒီနာကိုထပ်ကျလာပါတယ်။မိသားစုဝင်တွေကကြောက်လန့်တကြားနဲ့တယောက်နဲ့တယောက်ဖက်ထားကြပြီးအဲ့ဒီမီးလုံးကြီးတွေကဥခခွဲတွေမဟုတ်ပဲဂရုံတုဖက်တာကိုတွမ်ကသတိထားမိသွားပါတယ်။အဲ့ဒီနောက်မှာတော့လေကနေမီးကုန်းတွေထွက်နေတာကိုဘန်ကလက်ညှိုးထိုးပြပါတယ်။တွမ်ကသွားကြည့်လိုက်တဲ့အခါအင်ဂျင်ကလောင်သွားပြီဆိုတာအကြည့်ပြုလိုက်ပါတယ်။လေတွေလည်းတိုက်လာတာကြောင့်မိသားစုကအတွင်းထဲမှာပုံနေကြပြီးအိမ်မြောင်ကယူသလိုပတ်ချလေးနေတာကိုတော့သတိမထားမိကြပါဘူး။လေကစပြီးတုန်ခါလာတာကြောင့်ဘန်တယောက်ထပ်လဲသွားပြီးဒဏ်ရာရသွားပါတယ်။လိုင်းလုံးကြီးတွေကလှေကို right hand နေတာကြောင့်တွမ်ကလေပြင်းတီးတွေကနေအပြင်ကတစ်တာထဲမှာရှိတဲ့အသက်ငယ်အင်ဂျီတွေကိုအသေးအတန်းသွားယူပြီးမိသားစုစီကိုယူလာပေးပါတယ်။အဲ့ဒီအချိန်မှာပဲမီးပြတ်သွားတာကြောင့်တွမ်ကမီးတစ်တာဘောကခလုတ်ကိုအမြန်သွားနှိပ်ပါတယ်။မီးပြောင်လာတဲ့အခါဂျူလီယာရဲ့နှာခေါင်းကနေသွေးတွေထွက်နေတာကိုဘန်ကမြင်သွားပါတယ်။ဂျူလီယာမူးဝေလာတဲ့အချိန်မှာခက်စီကလည်းဘေးစင်စီကိုပြေးပြီးအန်တော့ပါတယ်။တွမ်ကရေဒီယိုကိုထပ်ကြိုးစားပါတယ်။ဒါပေမဲ့မရပါဘူး။ရုတ်တရက်မိသားစုကစူးရတဲ့အတန်ကြီးတစ်ခုကိုကြားလိုက်ပြီးလေတွေကပိုပြင်းလာပါတယ်။ဂျူလီယာကတကားတွေကိုပိတ်ထားဖို့ကြိုးစားပါတယ်။ဒါပေမဲ့အမောင်းတကားကပွင့်သွားပြီးမကြခင်မှာပဲလေပြင်းကြီးတွေကပြတင်းပေါက်တီကိုခွေးပစ်လိုက်ပါတယ်။မောင်မင်းများသွားခင်မှာတွမ်ကမီးကြီးလေးပြစ်တဲ့